ဒါလုံးမဲ့မင်္ဂလာပါတော့ကျွန်တော်နာမည်တော့စကာပါတော့ခုနကညီလေးတရားကကျွန်တော်ကိုပိန်ပေးရှာခိုင်းတော့ဗောနော်ဒီR15တော့R3တော့နင်ကြဒီ300တော့ပဲဒီမျိုးဗောနော်သူတော့ပိန်ကြီးတွေCC များတဲ့ပိန်တွေကိုသူမကန်ရှင်သေးဘူးဗောနော်ပြီးဆိုတော့သူကကောင်သေးတော့ဗောနော်ပြီးတော့ပိန်ရွက်ကိုသူမနိုင်မှာကြောက်လို့ဗောနော်ပိန်လေးလိုမျိုးအဲ့လိုမျိုးဗောနော်ဒါပဲကျွန်တော်ပြောချင်တာတခုကတော့နော်တကယ်လို့အဲ့ဒါကတော့အတိကမဟုတ်ဘူးဗျာနော်အတိကတော့ကျွန်တော်တို့ငွေပဲနော်ကျွန်တော်တို့ပတ်စံငွေနိုင်ရင်တော့တစ်ခါလေးစစ်စီ1000စီတော့ကျွန်တော်တစ်ခါတည်းကိုင်လိုက်ရင်ပိုပြီးကောင်းတော့ဗောနော်ဘာဖြစ်လို့ဆိုတော့ဒီ single weight နဲ့ single တဲ့လေးချိန်ကိုမနိုင်ပါဘူးကျွန်တော်တို့လုံးဝကျွန်တော်တို့မကြောက်သေးဘူးနော်ဒီပိုင်းတွေကကျွန်တော်တို့တစ်ခါမှမကင်ဘူးရင်တော့ခဏပဲဖြစ်တာဗောနော်တပါလောက်လားတလားလားအဲ့လောက်ပဲနော်ပြီးဆိုတော့ဒီလေးချိန်က weight တွေကအတိကမဟုတ်ဘူးနော်ကျွန်တော်တို့တလားလောက်ညီတို့စီးပြီးရင်တော့ညီတို့ကောင်းမှထောင်လို့ရတယ်ဗျာနော်ဝယ်ရင်တော့ကိုနိုင်တာတစ်ခါတည်းကိုဝယ်ယူလိုက်ပေါ့နော်ဝယ်ဝယ်စီးလိုက်ပေါ့နော်ပိုအဆင်ပြေတယ်ဗျာနော်စင်ကဲဝဲများတော့အလေးချေများကိုမနိုင်မှကြောက်လို့ပါလို့ဆိုခေါင်းထဲမှာထဲနေစရာမလိုဘူးပေါ့နော်ဒီကတော့ငွေပဲနော်ငွေနိုင်တော့တစ်ခါတည်းကင်လိုက်ဗျာနော်ကျန်တဲ့ဟာကကိစ္စတေးလေးပဲပေါ့နော်ဒီနေ့တော့အဲ့လာပဲကျွန်တော်လာပြောချင်တာပေါ့နော်ကျေးဇူး